ညအချိန်ဟာမြို့ငယ်လေးလင်းသားကိုမျက်နှာဖုံးအနက်နဲ့ဖုံးလွှမ်းထားသလိုတိတ်ဆိတ်လွန်နေတယ်။လမ်းမီးတိုင်တွေကမီးရောင်ဝါလေးနဲ့တောက်လျက်ရှိပေမဲ့လူတစ်ယောက်မှမမြင်ရဘူး။တခါတလေလေတိုက်တန်တဲ့တိရွက်တွေအငင်းတန်သာကြားရတယ်။အဲ့ဒီမြို့ငယ်လေးရဲ့အဆုံးဆုံးမှာတော့လူတိုင်းမသွားချင်တဲ့အိမ်တစ်လုံးရှိတယ်။အိမ်ဟာတစ်သားဟောင်းတွေနဲ့တိဆောက်ထားပြီးနေရံတွေကမီးပြပြနဲ့ခြောက်သွေ့ပြီးကျိုးကွဲနေတယ်။တကားပေါ်မှာလည်းစာတစ်ကြောင်းရေးထားတာတွေ့တယ်။တကားကိုမဖွင့်ပါနဲ့။ဒါပေမဲ့လူတွေကတားမြစ်ချက်တွေကိုမနာခံချင်ကြတာကလူသားရဲ့သဘာဝပဲတနေ့ညမှာမောင်သက်ဆိုတဲ့လူငယ်တစ်ယောက်ကအဲ့ဒီအိမ်အကြောင်းကိုကြားပြီးစိတ်ဝင်စားလာတယ်။သူကတရေဝိညာဉ်တွေကိုမယုံဘူး။အားလုံးကလူတွေစိတ်ထဲကကြောက်ရွံ့မှုတွေတဲကပဲထွက်လာတဲ့အရေးတွေလို့ထင်တယ်။အဲ့ဒီအိမ်ထဲမှာဘာမှမရှိပါဘူးလို့သူ့ကိုယ်သူပြောလိုက်တယ်။ည7 နာရီခန့်မှာသူကမီးလက်တိုင်တစ်ချောင်းကင်ပြီးအဲ့ဒီအိမ်ကိုသွားတယ်။လမ်းတစ်လျှောက်လေကတိတ်တိတ်လေးနဲ့အေးအေးလေးတိုက်နေတယ်။အိမ်သားကိုရောက်လာတဲ့အချိန်မှာတော့မောင်တက်ရဲ့နှလုံးခုန်နှုန်းကနည်းနည်းမြန်လာတယ်မကြောက်ဘူးလို့သူပြောတယ်ဒါပေမဲ့အတန်ကတုန်နေတယ်တကားကိုလက်တစ်ဖက်နဲ့ထိလိုက်တဲ့အချိန်မှာကြီးဆိုတဲ့အတန်နဲ့တကားကသူ့ကိုယ်တိုင်ဖွင့်သွားတယ်အိမ်ထဲကလေဟာအပြင်ထက်ပိုအေးတယ်မီးလက်တိုင်ရဲ့အလင်းရောင်ကနေရံတွေကိုအနှဲငယ်သာတောက်ပစေတယ်မျက်နှာပြင်တွေမှာဖုံဖုံတွေတက်နေပြီးနှစ်ပေါင်းများစွာမထိတွေ့ခဲ့သလိုထင်ရတယ်အခန်းတစ်ခန်းထဲကိုဝင်သွားတော့မောင်တက်တတိထားမိတယ်သူ့အရေးမရှိဘူးမီးလက်တိုင်ကိုလှမ်းမြောက်လိုက်တယ်အလင်းရောင်ရှိတယ်ဒါပေမဲ့သူ့နောက်မှာအရေးမထွက်ဘူးဒါပါလဲလို့သူ့အတန်ကတိုးတိုးလေးထွက်လာတယ်အဲ့ဒီအချိန်မှာနောက်ကနေအတန်တစ်ခုကြားရတယ်ဒီမှာဝင်လာတဲ့သူတွေအရေးကိုထားခဲ့ရတယ်မောင်တက်လျက်တစ်ပြက်လှည့်ကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးဒါပေမဲ့အတန်ကနားနားမှာလုံးဝနီးနေတယ်လို့ခံစားရတယ်ဘသူလဲလို့သူអော်တဲ့အဖြေမရှိဘူးဒါပေမဲ့နေရံပေါ်မှာအရေးတစ်ခုပေါ်လာတယ်မောင်တက်ရဲ့ကိုပုံစံအတိုင်းပဲဒါပေမဲ့ तू မလှုပ်ရှားတယ်လို့မဟုတ်ဘူးအရေးကသူ့ကိုကြည့်နေတယ်မောင်တက်နောက်ပြန်ဆုတ်ချင်တယ်ဒါပေမဲ့ခြေလမ်းတွေကမလုံနိုင်တော့ဘူးအရေးကတဖြည်းဖြည်းနေရံကနေထွက်လာတယ်အမောင်တဲကလက်တစ်ဖက်လိုပဲမြေပြင်ပေါ်ကိုရှောလာတယ်မင်းကငါပဲလို့အရေးကပြောတယ်မဟုတ်ဘူးမောင်တက်អော်တယ်မင်းကအပြင်လောကမှာအသက်ရှင်နေတဲ့မင်းငါကဒီအိမ်ထဲမှာကြံခဲ့တဲ့မင်းရဲ့အရေးမောင်တက်နားမလဲဘူးဒါပေမဲ့နှလုံးထဲကကြောက်ရွံ့မှုကတိုးလာတယ်ဒီအိမ်ကလူတွေကိုမစားဘူးသူတို့ရဲ့အရေးကိုပဲယူတယ်အရေးကပြောတယ်အရေးမရှိတဲ့လူတွေတဖြည်းဖြည်းမပေါ်တော့ဘူးမောင်တက်လက်ကိုမြှောက်ပြီးမီးလက်တိုင်ကိုအရေးဘက်ကိုထိုးလိုက်တယ်ဒါပေမဲ့အရေးကမီးကိုမကြောက်ဘူးအဲ့ဒီအချိန်မှာသူတခုသတိရတယ်တကားပေါ်ကစားတကားကိုမဖွင့်ပါနဲ့ငါပြန်ထွက်ရမယ်လို့သူអော်ပြီးလှည့်ထွက်ပြေးတယ်အိမ်ထဲကလမ်းတွေကအပြောင်းလဲဖြစ်နေတယ်ဝင်လာတော့ကလမ်းမဟုတ်တော့ဘူးအခန်းတွေကထက်ထွက်လာတယ်တကားတွေကပိတ်နေတယ်နောက်ကနေအရေးရဲ့အတန်မင်းထွက်လို့မရတော့ဘူးနောက်ဆုံးမှာတကားတစ်ခုပဲတွေ့တယ်မောင်တက်အားကုန်နဲ့ဖွင့်လိုက်တယ်အပြင်လောကမဟုတ်ဘူးအဲ့ဒီအခန်းထဲမှာမိတိုင်တစ်ခုနဲ့လူတစ်ယောက်ရက်နေတယ်သူ့ကိုယ်တိုင်ပဲဒါပေမဲ့အဲ့ဒီသူမှအရေးရှိတယ်မင်းထွက်ချင်လားအဲ့ဒီသူကမေးတယ်ဟုတ်တယ်မောင်တက်ပြောတယ်ဒါဆိုမင်းရဲ့နေရာကိုငါယူမယ်အချိန်တစ်ခဏတည်းမှာအရာအလုံးအမှောင်ဖြစ်သွားတယ်မနက်ခင်းလင်းတာမျိုးမှာလူတွေကပြောကြတယ်မောင်တက်ကိုမင်းညကမြင်ခဲ့တယ်ဒါပေမဲ့တခုထူးတယ်ဘာလဲသူ့အရေးကသူနဲ့မကိုက်ဘူးအိမ်ဟောင်းကတော့တိတ်ဆိတ်နေတယ်တကားပေါ်ကစာကမျက်နှာပြင်အသစ်နဲ့ပြန်ပေါ်လာတယ်တကားကိုမဖွင့်ပါနဲ့ဒါပေမဲ့အောက်မှာစာအသစ်တစ်ကြောင်းပေါ်လာတယ်တယောက်ဝင်တယောက်ထွက်ညရောက်လာပြန်တယ်လမ်းမီးတိုင်အောက်မှာလူငယ်တယောက်ရက်နေတယ်သူ့မျက်လုံးထဲမှာစိတ်ဝင်စားမှုရှိတယ်အိမ်ဘက်ကိုလှမ်းကြည့်ပြီးသူပြောတယ်ဒီဟာကတကယ်လားနောက်တစ်ယောက်ဝင်တော့မယ်အရေးမထွက်တဲ့အိမ်ပိုင်းနှစ်ကိုဆက်လက်နားထောင်ရန်အတွက်ကျွန်တော်ရဲ့ YouTube channel လေးရဲ့ခေါင်းလောင်းလေးကိုနှိပ်သွားပေးပါအောင်ဗျအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်